လဲချသေးဆုံးတဲ့အထိမယမနာကခုန်ခဲ့ကြတဲ့လူအုပ်ကြီးအခုတလုံးမြို့သူမြို့သားတွေရဲ့ကြားထဲမှာထူးဆန်းတဲ့ကရောဂါတစ်ခုပြန့်နှံ့နေပါတယ်လူတွေဟာစိတ်ယူပေါက်တလိုမျိုးနေရောညပါမနာတဲ့ကခုန်နေကြတာပါတတိလစ်ပြီးလဲမကြသွားမချင်းကနေကြတာပဲအဲ့ဒီတဲကလူတော်များများကလည်းတေကုန်ကြပြီဒါကတော့ပြင်သစ်နိုင်ငံစတာဖတ်မြို့မော်ဂိုးတိုက်ထဲကရှေးအောင်လေမှုတစ်ခုမှာရေးထားတဲ့တကယ်မှတ်တမ်းပါပဲဒီအဖြစ်ပြဟာအဲ့ဒီတုန်းကတော့ Holy Roman Empire ရဲ့အစိပ်ပိုင်းဖြစ်တဲ့စတရာဘတ်မြို့မှာတကယ်ဖြစ်ပျက်ခဲ့တာပါမင်္ဂလာပါ Star Daily Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့သမိုင်းတွေကထူးခြားဖြစ်စဉ်တေချင်းစီသူကကုံချင်းဆိုတဲ့အကြောင်းလေးကိုမျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုဆက်ပြောရမယ်ဆိုရင်တော့အဲ့ဒီတုန်းကသူတို့ရဲ့ဘဝဟာအရန်ပျော်စရာကောင်းနေရလည်းမဟုတ်ပါဘူးဘဝကနှုတ်ချဆုတ်ပြတ်နေရပါပျော်စရာကိစ္စတွေလည်းမရှိသလိုကခုန်စရာကိစ္စတွေလည်းမရှိပါဘူးဒါပေမဲ့ဒီကိစ္စကတော့တကယ်ပဲဖြစ်ခဲ့တာပါကနေတဲ့သူတွေကိုလည်းတားလို့မရခဲ့ပါဘူးကခုန်ရင်းနဲ့အားဖြည့်လို့လဲကျသွားတဲ့သူတွေဒဏ်ရာရနေခဲ့တဲ့ကြားကတွေဆက်ပြီးတော့မှကခုန်နေခဲ့ကြတဲ့သူတွေအပြင်နောက်ဆုံးတည်တဲ့အထိကာသွားခဲ့တဲ့သူတွေလည်းရှိခဲ့ပါတယ်နောက်ပြီးတော့မှအဲ့ဒီကိစ္စတွေဟာဒီတိုင်းတော့မဟုတ်ပါဘူးဘေးကလူတွေကိုပါကူးဆက်ပြီးဝင်ကခုန်ခဲ့ကြတာပါအဲ့ဒီတော့ကစထရာဘတ်မြို့ကလူတွေတည်တဲ့အထိကခုန်ခဲ့ရအောင်ဘာတွေဖြစ်ခဲ့တာလဲအကြောင်းရင်းကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်အဲ့ဒီအကြောင်းရင်းကိုသိချင်တယ်ဆိုရင်တော့အချိန်ဆက်ကိုစီးပြီး1518ခုနှစ်စီကထူးဆန်းတဲ့ကခုန်ကျေကယောဂါစီကိုတွားကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလိုက်ပါလေးလာဖို့ကိုလည်းဖိတ်ခေါ်လိုက်ပါစီအရာအလုံးဟာ1518ခုနှစ်ဇူလိုင်လ14ရက်နေ့မှာစတင်ခဲ့တာပါမာရီမက်ဒလင်းပွဲတော်မတိုင်ခင်တပတ်လိုလောက်မှာဖြစ်ပါတယ်အဲဒီတော့ကရာသီဥတုဟာအတော်လေးကိုပူပြင်းခြောက်သွေ့နေကြတာပါဒီအချိန်မှာဖရိုထရီဖီယာလို့ခေါ်တဲ့အမျိုးသမီးကရုတ်တရက်ကြီးသူ့အိမ်ထဲကနေလမ်းမပေါ်ကိုထွက်လာပြီးစတင်ကခုန်ပါရယ်ဒါတချင်းသာပါလို့ပြပြပပနဲ့ကခုန်တာမျိုးမဟုတ်ပဲခြေထောက်တစ်ဖက်ကနေတစ်ဖက်ကိုအတင်းလွှဲနေတဲ့ဒုံခါနေတဲ့ကြည်ရတာအတော်လေးကိုနာကျင်မှုပေါက်တဲ့ကောက်ကံမျိုးပါသူယောက်ျားကအိမ်ထဲပြန်လာဖို့တောင်းပန်တာကိုတော့ဂီယူမဆိုင်ဖက်နဲ့တနေ့လုံးကနေကြတာပါညာမိုးချိုလာတဲ့အထိသူဟာကတာကိုမရနာဘူးဆိုတာလေသိတာလာခဲ့ပါတယ်နောက်ဆုံးမှာတော့အမျိုးသမီးကနိုင်ပေါင်းများစွာကောက်ခုန်ပြီးချွေးတွေရှက်ဆက်ဆိုခန္ဓာကိုယ်တွေတုန်ခါနေနေမှမောဟိုက်ပြီးခဏလေးအိပ်ပျော်သွားခဲ့ပါတယ်ဒါပေမဲ့နောက်တစ်နေ့မိုးလင်းတာနဲ့သူဟာအဲ့ဒီထူးဆန်းတဲ့အကကိုပြန်စားခဲ့တာပါဒီလိုနဲ့တတိယမြောက်နေ့အထိကနေတော့မှာပဲဒါကြောင့်သူ့ခြေထောက်တွေကတော့ဖူးယောင်ပြီးသွေးတွေထွက်နေပါပြီမောပန်လို့သူ့ရဲ့လှုပ်ရှားမှုတွေကပိုပြီးကြမ်းတမ်းလာပါတယ်လမ်းသွားလမ်းလာတွေကလည်းဝိုင်းကြည့်နေခဲ့ကြတာပါကြီးတဲ့သူတွေထဲမှာလည်းတရောင်းစားကနေမူးမက်တွေထိလူလန်းစားမျိုးစုံပါပဲအဲ့လူတွေကလည်းအမျိုးမျိုးထင်ကြီးပေးကြပါတယ်တချို့ကတော့ဒါဟာသူ့ယောက်ျားကိုပညာပေးဖို့ဟန်ဆောင်နေတာလို့ထင်ကြသလိုအချို့ကလည်းသူဟာမိစ္ဆာပူးနေတာအမောင်လောကရဲ့စွမ်းအားတွေကူးဆက်ခံထားရတာလို့ထင်ကြပါတယ်ချောင်းမြောင်နေမှာတော့သူ့ခြေထောက်တွေကဒဏ်ရာတွေနဲ့မျက်နှာကနာကျင်မှုတွေကိုကြည့်ပြီးဒါဟာသူတော်စင်တစ်ပါးပါးကဒဏ်ခတ်တာလို့ယူဆကသူကိုစိန့်ဖိုက်တက်နတ်ကုန်းစီကိုခေါ်သွားကြပါတယ်။အဲဒီကနေပဲဒီယောဂကိုစိန့်ဖိုက်တက်ရဲ့အကလို့ခေါ်ကြတော့တာပါပဲ။ဒါပေမဲ့တကယ်အိမ်မက်ဆိုးကအဲ့မှနဲ့မပြီးသေးပါဘူး။ရပိုင်းအတွင်းမှာပဲတမျိုးလုံးမှာဒီယောဂကူးဆက်ကုန်ပါတယ်။တလအတွင်းမှာလူပေါင်း400လောက်ဟာဒီရွတ်သွတ်တဲ့ကာပွဲထဲပါလာခဲ့ကြတာပါ။တချို့ကဖက်နှက်နဲ့တချို့ကတစ်သားဖက်နှက်နဲ့တချို့ကတော့ခြေပလာနဲ့ပဲဝင်ကကြပါနေလူတွေကလည်းကနေနဲ့တေကုန်ကြပါပြီမှတ်တမ်းတွေရတော့တနေ့ကိုလူ15ရက်လောက်ထိတေဆုံးခဲ့တယ်လို့ဆိုထားတာပါဇူလိုင်လရဲ့အပူရှင်အောက်မှာအစားမစားရေမတော့ပဲကနေကြတာဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ကခန္ဓာရည်မရှိတော့တာကြောင့်ပါပဲတမိုင်းမှာဒါမျိုးကပထမဆုံးတော့မဟုတ်ပါဘူး1019ခုနှစ်မှာလဲဂျာမနီကကိုဘတ်ဆိုတဲ့ရွာမှာလူတွေကတင်ကြိုင်ထဲမှာတနစ်ပတ်လုံးကခဲ့ဘူးသလို1188ခုနှစ်မှာလဲဝေလာပြည်နယ်ကဖျားကျောင်းတစ်ခုမှာလူတွေဟာတချင်းဆိုကခုံရင်းနဲ့တတိလစ်မတက်ဖြစ်ခဲ့ပူပါတယ်အဆိုးဆုံးကတော့1249ခုနှစ်ဂျာမနီကဖက်မြို့မှာဖြစ်ခဲ့တာပါအဲဒီပြစ်စင်မှာကလေးအယောက်100လောက်မြို့ပြင်ထွက်ပြီးကခုံရင်းနဲ့တည်ဆုံခဲ့ကြဘူးပါတယ်ဒါကိုတော့ကလေးတွေကိုအတန်နဲ့မြားခေါ်သွားတဲ့ပလွေဆရာဆိုတဲ့ပုံကြီးအရင်မြင့်လို့လေတချို့ကစိုးထားကြတာပါ1998ခုနှစ်မှာလေမန်ချက်စတာမြို့ကတရားပေါ်မှာလူတွေကကခုံရင်းနဲ့တရားကျိုးကြပြီး
အားလုံးတည်ဆုံးခဲ့ဘူးသေးပါတယ်။1384ခုနှစ်မှာတော့ Ryland ဒေသတစ်ခုလုံးမှာထောင်ပေါင်းများစွာသောလူတွေဟာနာကျင်စွာအော်ဟင်ရင်းနဲ့ကကုန်ခဲ့ကြတဲ့မှတ်တမ်းတွေရှိခဲ့တာပါ။ဒါဆိုရင်ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတဲ့ကိစ္စကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။အဲဒီခေတ်တုန်းကဆရာဝန်တွေကတော့ဒါဟာသွေးပူတဲ့ယောဂလွတ်ဖြစ်ပြီးပူကခိုင်းလိုက်ရင်ချွေးထပ်ပြီးပျောက်သွားလိမ့်မယ်ဆိုတဲ့ကုထုံးကိုသုံးခဲ့ကြတာပါ။ဒါလူတွေကိုတည်ရင်းနဲ့ပို့တွန်းပို့လိုက်တယ်လို့မျိုးဖြစ်သွားရတာဖြစ်ပါတယ်။တကယ်တော့အဲဒီချိန်တုန်းကစတာဘတ်မြို့မှာငတ်မို့ဘေးတွေကြောက်ယောဂတွေကာလာဝမ်းယောဂတွေနဲ့လူတွေဟာစိတ်ပိစိမှုအထွတ်ထိပ်ကိုရောက်နေကြတာပါ။ဒါကြောင့်မဲလူတွေဟာအလွန်အမင်းကြောက်လန့်ပြီးဖျားတွေများလာခဲ့တဲ့အခါမှာစူပေါင်းပြီးစိတ်ပေါက်ပြန်သွားကြတာမျိုးတွေဖြစ်ပါတယ်။ဥပမာ1962ခုနှစ်တန်ဇန်နီးယားကကျောင်းသားတွေကြားထဲမှာဖြစ်ခဲ့တဲ့ရီမောချင်းကက်ယောဂလိုမျိုးပါပဲ။အဲ့ဒါကိုတော့စိတ်ပညာရှင်တွေကစူပေါင်းစေယောဂလို့နာမည်တက်ခဲ့ကြတာပါ။နောက်ထပ်အယူဆတစ်ခုကတော့အာဂေါလို့ခေါ်တဲ့ဂျုံမှုစိတ်တင်တာပါ။မှုစိတ်တင်ရင်စိတ်ကြောက်ကြတတ်ပေမဲ့အခုလိုစနေကြနဲ့ရပ်ပေါင်းများစွာကောက်ခုံမှုဆိုတာမလွဲလှပါဘူး။ဒါကြောင့်မဲနှစ်ပေါင်းများစွာခက်ခဲလာတဲ့ဘဝတွေဘာသာရေးအယူသိမှုတွေနဲ့စိုးရင်စိတ်တွေကြောင့်ပဲဖြစ်လာခဲ့တဲ့ဇူပေါင်းစေယောဂဆိုတဲ့အယူဆကပိုဖြစ်နိုင်တယ်ဆိုပြီးပညာရှင်တွေကကောက်ချက်ချခဲ့ကြပါတယ်။1918ခုနှစ်ရဲ့ဒီခါကုန်ချင်းကက်ယောဂဟာဥရောပမှာတော့နောက်ဆုံးချိန်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့အကြောင်းရင်းကဘာပဲဖြစ်ဖြစ်သမိုင်းမှာအထူးဆန်းဆုံးဖြစ်ပျက်တစ်ခုဖြစ်နေကြံ့ရစ်နေခဲ့တာလည်းဖြစ်ကြောင်းဝေမျှလိုက်ရပါတယ်။ဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးပေါ်မှာဘယ်လိုမြင်လဲဆိုတာကိုမှတ်ချက်မှာဝေမျှပေးသွားဖို့ကိုလည်းဖိတ်ခေါ်လိုက်ပါတယ်။ဒီလိုမျိုးထူးခြားတဲ့အကြောင်းအရာလေးတွေကိုလက်မလွတ်တမ်းကြည့်ကျင်နေဆိုရင်တော့ channel လေးကို subscribe လုပ်ထားဖို့တိုက်တွန်းရမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်အားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်။ဒီထက်ပိုကောင်းမွန်တဲ့အကြောင်းအရာတွေကျွန်တော်ပြန်လာခဲ့ပါအောင်မယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။